ကလေးတက်ကူတော့ချမ်းသာပေးကြပါအပြစ်အလုံးကိုကျမတယောက်တည်းပဲခံယူပါမယ်ကလေးကဘယ်မှာလဲစိတ်ချပါအဲ့ဒီကလေးဟာငါရဲ့ဆရာတူအကူကြီးရဲ့တွေးသားပဲဆိုတာသိချရင်ငါတို့ကနှိမ့်ချဆက်ဆံမှာမဟုတ်တဲ့အပြင်လက်ဘွားပေါ်တင်ပြီးအဖိုးတန်လေးလိုပြုစုပြုထောင်ပေးဦးမှာကလေးသာဆရာတူအကူကြီးရဲ့တွေးသားဖြစ်နေရင်ကလေးကအသက်9နှစ်ပဲရှိမင်းမလည်းဘာပြစ်မှမရှိစေရဘူးကဲမြန်မြန်ပြောကလေးပဲမှာလဲသူ့စကားကိုမယုံကြနဲ့သူတခုခုကြံစီနေတာသိချတယ်ရောက်လာမှတော့ဧည့်သည်ပဲဟာကိုမင်းမအဲ့ဝတ်ကြည့်ပုံရကောင်းမှမသိဘူးလားတောက်မင်းတို့တွေကဘသူဘက်ကလဲသူတို့တွေကကလေးရှိနေတာကိုခွင့်လို့မှမဟုတ်ပဲကျမကတက်ပြစ်ချင်နေကြတာလို့ကျမထင်ခဲ့တာအဲ့ဒီညကကျမတို့နှစ်ယောက်ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်ကျမမှာချင်းဖုံးရဲ့တွေးသားလေးရလာခဲ့တယ်ကိုဝင်ရတာကောင်းတာပေါ့တကယ်ကိုကောင်းတဲ့ချက်ပဲကျမကမိစ္ဆာအရှင်သခင်မိုးစွမ်းရဲ့သမီးတော်ဖြစ်နေပြီမဲ့လူသားမျိုးနွယ်ရဲ့ကလေးကိုလွှဲထားခဲ့ရတာလူသားမျိုးနွယ်ကလည်းသူ့ကိုလက်မခံနိုင်တယ်လို့မိစ္ဆာမျိုးနွယ်ကလည်းလက်မခံနိုင်ကြဘူးဒါကြောင့်ဘသူ့ကိုမှမပြောရဲပဲအောက်လောကမှာတိုင်းပညာသွားရောက်လေ့ကျင့်မယ်လားဆိုတဲ့စင်ကြင်နဲ့အောက်ပုံဖြစ်တဲ့ရှင်းရွံတိုင်ကြီးလောက်ကိုသွားပြီးအဲ့ဒီမှာပဲကလေးကိုမွေးဖွားခဲ့တယ်မွေးတာအင်မတန်မှမှန်တာပေါ့ဟာငါအဖိုးကြီးမှမြေဦးလေးရပြီဟဲ့ကျမကလေးကိုနတ်ပုံစီပြန်ခေါ်လာဖို့မဝင်ရတာကြောင့်အောက်လောကကျန်းမျိုးရှိတဲ့အိမ်တအိမ်မှာပဲခဏအနံ့မွေးမြူခဲ့ရတယ်သူ့ကိုကျန်းရွက်လို့နာမည်ပေးခဲ့ပြီးအခုဆိုရင်ရှင်းနေရှိပြီးနတ်သားအကယ်ဒမီရှန်ကျန်းရွက်ဆိုတာချင်းဖုံးကိုယ်တိုင်တည်ထောင်ခဲ့တာမှန်ကျမသိပါတယ်ကလေးကပါရမီအင်မတန်ထူးချွန်လို့ဘာပြဿနာမှမရှိရင်ဒီနှစ်ထဲမှာနတ်သားအကယ်ဒမီကိုဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးတက်ရောက်နိုင်လိမ့်မယ်ဒါပေမဲ့အခုကျမဘက်မှာအခြေအနေတချို့ပေါ်ပေါက်လာလို့နောက်အောက်လောကကိုဆင်းပြီးသူ့ကိုတွားကြည့်နိုင်တော့မှာမဟုတ်ဘူးတကယ်ကိုစိတ်မချနိုင်လို့သာအခုလိုလာရှာရတာပါစိတ်ချပါကျမကလေးနဲ့တားမိဖြစ်ပြန်မဆုံးပါဘူးလို့ကတိပေးပါတယ်မဟုတ်ရင်ကျမရဲ့မိစ္ဆာအစင်တန်းကကလေးပေါ်မှာရောရှင်တို့ပေါ်မှာရောနတ်သားကိုင်းရဲ့ဂုဏ်သိက္ခာပေါ်မှာပါထိခိုက်လိမ့်မယ်တကယ်ပဲငါမှကလေးရှိနေပြီပေါ့ဒါကငါရဲ့ကြင်ကြံခြင်းစိတ်တက်ကိုလာလုတ်ခတ်နေတာပဲကျမပြောစရာရှိတာအကုန်ပြောပြီးရှင်တို့ကျမကိုမတက်ဘူးဆိုရင်ကျမသွားတော့မယ်မင်းအရင်ပြန်နေဦးငါတို့ကလေးကိုတွားခေါ်ပြီးမင်းပြောတာတွေအကုန်မှန်ပဲလို့အတည်ပြုနိုင်ရင်မိစ္ဆာဘုံစီကိုယ်တိုင်လာရှာပြီးကလေးနဲ့ပြီးတွေ့မယ်ကျမစီလာမရှာကြပါနဲ့ကျမကိုနတ်ဖျားပြမှန်ရဲ့နတ်သားကသူ့ရဲ့ကြင်ကြံပေါ်အဖြစ်ရွေးချယ်ထားလို့အခုတေးပေးနဲ့ရင်ဆိုင်နေရတာအကယ်၍နတ်ဖျားပြမှန်သားကိုတီးသွားရင်ချင်းဖုံရောကလေးပါအသက်ပေးကြုံရလိမ့်မယ်ချင်းဖုံဒီဘဝမှာကျမရဲ့တူလေးတော့ယောက်ျားကရှင်တယောက်ထဲပါပြီးတော့အဲ့ဒီတုန်းကနတ်သားပုံရှုံမြောင်မှာရှင်မိစ္ဆာအစိမ့်မိခဲ့တာကကျမခက်ခဲ့တာတကယ်မဟုတ်ပါဘူးနော်ကိုတပည့်ဆုပ်တွေမင်းတို့ကဘလို့ကြည့်တွေနဲ့ကြည့်နေကြတာလဲအဲ့ဒီအစိတ်ကိုငါဖိုးကြီးခက်ခဲ့တာလို့ထင်နေကြတာတော့မဟုတ်ပါဘူးနော်